John Obama, Dini Tinsa Pedometering Garo, Pagoran, Pantown Unishi, a Massacha, Kagwe Pisi Sayo, Nishi, Chamber, Sekansi, Kakan Sakan Konakugo, a recorded to in it, Mohammed Bubon Taburiga, Think by Taris Sura Ringo, Tinsa Pedo Chimarakmia. Poi Chow 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 Sakan Gongo, a recorded to in it, Mohammed Bubon Taburi, Think by Vina, Nauta Kakan Sakan Konakugo, Saturday Think by Tilo, Triashi Bare. အခုဆိုရင်အကြမ်းဖက်စစ်ကောင်စီဟာကပ္ပစ16ကိုစစ်ပစ္စည်းမထုတ်လို့တော့ပဲစစ်စင်ရေးစခန်းအသွင်ပြောင်းထားတယ်လို့စစ်ရေးသတင်းရင်းမြစ်ကဆိုပါတယ်။ပဲခူးတိုင်းပန်းတောင်မြို့နယ်ရှိအကြမ်းဖက်စစ်ကောင်စီရဲ့အမှတ်16ကကွေးပစ္စည်းထုတ်စက်ရုံကိုနေပြည်တော်ရုံးကနေထုတ်လုပ်မှုရခိုင်းလိုက်ပြီးအသေးခံတိတ်ခတ်ရန်စစ်စခန်းပြင်ဆင်ထားကကပ္ပစ16ကိုရောက်ဖို့ဂျမ်းမှာကကင်းအနေငယ်နဲ့စခန်းတစ်ခုသာရှိတော့တယ်လို့စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ A recorded to in it, Mohammed Bubon Taburi, Timbo, Kavza Sacha Anima, Point Dongaton, Point Nishi, Point Natom Yacha, Sakangone, Janshin Devi, Kavza Saja, Chamber Sekansi, Sebua Ya, Ye Pare, Lene Kayan Tolode, Sayon Taku Pibi, Kagwe Pisi Toloye, Ayachijo Yon, Laukan, Kavza Sounded Takule, Pibare. Panam Munishi, Chamber Sekansi, Message out, Kagwe Pisi Tolode, Sayaha. ARMI နောက်ဖက်ချက်မှာရှိပြီးရခိုင်ပြည်နယ်နဲ့ပဲခူးတိုင်းအစပ်မှာတည်ရှိတာကြောင့်အရခတ်တော်အင်းနဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေအတွက်ရခိုင်ကနေအလေပိုင်းကိုထိုးဖောက်မဲ့လမ်းကြောင်းတစ်ခုဖြစ်လာနိုင်တယ်လို့စစ်ရေးလေးလာသုံးသပ်သူတွေကဆိုပါတယ်ဒီနေ့တင်ဆက်ပေးရတဲ့တင်ကတော့ပဲခူးတိုင်းပန်းတောင်မြို့နယ်ရှိအကျန်းဘက်စစ်ကောင်စီရဲ့အမှတ်16ကကွေးပစ္စည်းထုတ်လုပ်တဲ့စက်ရုံအနည်းရှိကကန်းစကန်9ခုကိုအရခတ်တော်အင်းနဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကတင်ပိတ်ထားဆိုတဲ့တင်ကိုတင်ဆက်ပေးရတာဖြစ်ပါတယ်ခင်ဗျနောက်ထပ်တင်ဆက်ပေးတော့မယ်သတင်းများကိုလည်းစောင့်မျှော်ကြည့်ရှုပေးဖို့ပြောကြားချင်ပါတယ်ခင်ဗျခုလိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ